အိမ်မပြောဘူးအမေသက်30ကျော်ရောက်လာပြီတော့အရင်ကတော့စိတ်လို့ကိုယ်လို့ပင်မရင်လည်းအိပ်ပြောတယ်စော့ပြီးတော့ငယ်ငယ်ဆိုတော့စော့ပြီးတော့အိပ်လူလည်းမရောက်တော့အတွေးတယ်လေအလောက်ရမယ်ရတော့ပင်မပြီးတော့အိပ်ပြောဒါပေမဲ့30ကျော်လာတော့ညတိုင်းပင်မရင်တော့အိမ်မပြောဘူးမိဘနှစ်ပါးဘဝနေဝင်ချိန်မှာသူတို့ဘဝနေဝင်ချိန်ကောင်းကောင်းမွန်မွန်လေးနေနိုင်အောင်ကြိုးစားမယ်သူကတော့ငါမပါမှမရှိပြီးရင်ငါရဲ့ရှေ့ရတဲ့ကလေးလေးတယောက်စီသူတို့ရှေ့အတွက်လည်းရှေ့ဆောင်နှံပြောမိရှုတဲ့ဆောင်ဖြစ်ချင်ဒါပေမဲ့ခုချိန်မှာတော့ပါမလို့ကြိုးစားနေတယ်ဗောနော်ကြိုးစားနေပေါ့အိမ်မပြောတဲ့ညတွေများလာအတွေးခေါ်တွေလည်းကြောင်းနေပေါ့လွတ်စပယ်တခါတလေထိုင်နေပေမဲ့လည်းသူများပြောအတိမိတ်ဆွေဖြတ်သွားလို့နှုတ်ဆက်တော့ကြားလိုက်သူတို့ကတော့ငါနှုတ်ဆက်တာတော့ပြန်နှုတ်မဆက်ဘူးလို့ထင်ဒါပေမဲ့ကျွန်တော်ကြည့်နေတဲ့မျက်လုံးကအဲ့ဒီရမောက်ပဲတခြားအတွေးကပါထဲမှာရောက်နေအိမ်မပြောတဲ့ညတွေများနေပြီပြီးရင်ငါတို့တွေ40ကျော်50မလုံးနိုင်နေရအောင်ဘယ်လိုရှင်းသားမလဲပေါ့နာကတော့လွတ်စပယ်နေတာကခုဆိုအသက်36နှစ်ရှိပြီတမိုးရှိနဲ့ဘဝကိုဖြတ်တန်းစီးပွားရှာတာလည်းပညာနဲ့ရှာလုပ်လည်းပို့တော့မယ်ရတယ်ရဆိုရင်တော့တွေးလက်သိအားကြောင့်မလို့နောင်မှမတကျွန်တော်တို့10စုနှစ်တခုလောက်နောက်ကြပြီမှာအတိဝင်တော့လောက်ပါနောက်ကြတယ်ဆိုတာမရှိပါဘူးဒါပေမဲ့အမြဲစမ်းကြားတလန်းရဆိုကြားတလန်းတော့နားမယ်အချိန်နေမလားတော့သမင်း10လန်းတော့ပြန်နားရတယ်ချိုးချင်နေရတယ်ဒီကတော့အဖေတော့မေတော့ဘဝနေဝင်နေမှာမတောင်းမတမကြောက်မကြထားခြင်းနဲ့လူတန်းပေးကမ်းခြင်းနဲ့တားမောင်တို့လည်းမရှိတဲ့ဆောင်ဖြစ်ခြင်းနဲ့ကျန်တာတော့ဘုဒ္ဓဘာမှမရှိဘူးတည်တဲ့တနေ့ပြတ်ပေါ်